ဖယားလက်ထက်ကသာဝတိခေါ်တဲ့ရွှေမြို့တော်ကြီးမှာသာဝတိမြို့ဘေးသာကြီးဘာမြို့ပါလဲပစ္စည်းဥစ္စာကျွယ်ဝတဲ့မဟာဓနတထေးကြီးတထေးကတော်ကြီးမှာပေါက်ဖွားတဲ့သမီးလေးတစ်ယောက်ပေါ့အဲ့ဒီမိန်းကလေးကြီးကိုချင်းဝတီအမြဲတီလို့ပတ္တစာရီလို့သူ့နာမည်လေးဒီလိုမှဲ့ခဲ့တထေးသမီးလေးဆိုတော့သွေးကြီးမွေးကြီးနေနိုင်တဲ့အဆင်ရှိတော်လဲသွေးကြီးမွေးကြီးမနေခဲ့သူ့မိတ်ကိုမိတ်သူ့ရွှေမျိုးကိုရွှေမျိုးမရွေးခဲ့တဲ့ပတ္တစာရီအဲ့ဒီပတ္တစာရီတို့အိမ်မှာခိုင်းစေပြီးတော့ထားတဲ့ကျွန်းယောက်ျားဒါသဆိုတာလူနာမည်မဟုတ်ဘူးကျွန်းနာမည်ကျွန်းနာမည်ဒါသဆိုတာကျွန်းယောက်ျားဒါသီဆိုတာကျွန်းမိန်းမဒါပေမဲ့လို့ကျွန်းလဲလူလဲကျွန်းမို့လို့သူ့နာမည်ဟာမောင်ဒါသာလို့ပဲဒီလိုခေါ်ခဲ့ကြကျွန်းယောက်ျားပေါ့အဲ့ဒီကျွန်းယောက်ျားမောင်ဒါသာသူ့အိမ်မှာခိုင်ဆဲပြီးတော့မိဘများကထားကြတနေ့တစ်နေ့ကြတော့မောင်ဒါသတလင်းနဲ့တရင်ဆွဲပြီးတော့မြက်ထိုးတော့ကိုပြိဿစရင်ငါကိုစရင်ငါဆိုတော့တလင်းနဲ့မှာဇဝါနေဖို့ကောက်လိုက်နေချဖို့မြက်တွေကိုထိုးပြီးတော့နေတဲ့အခရတတထေးသမီးလေးပတ္တာစာရီလေသာတကားလေးဖွင့်ကြည့်လိုက်အော်ကြည်စမ်းမကိုရာသနေဘူးခေါင်ခေါင်ကြီးတနာစရာကြီးပါလားသူ့ကြည့်လျက်ခွန်အားဗလာကြီးကလည်းကောင်းပါပြီတဲ့နဲ့စရင်ငါသာဆိုရလူကျော်လူခန့်ကြီးနောက်ဘဝကပုဝေသကတပုံညာတာဆိုတဲ့ဒါနစကြီးကပြက်ခဲ့ပေလို့ကိုရတာပစ္စရှိတဲ့တထေးသားဆိုရင်ဘလောက်ထီအောင်လူချစ်လူခင်ပေါ်လိုက်မတော့အမလေးခုတော့ရုပ်ရည်လှတော့စရင်ငါဆိုတော့အောက်တန်းကြနေလို့ချစ်သူမရှိခင်သူမရှိဖြစ်နေတဲ့တော်ဘဝကိုဘသူတွေမသနာဖြစ်မလို့ကျုပ်တနာလိုက်လေချင်းကျုပ်တနာလိုက်လေချင်းနဲ့တနာကလေးကမနေဘူးပြိဿလောဟာတော့မှာပြေးတာကြီးတနာရင်ဘာဖြစ်တော့မှာသွားတော့မှာဘယ်နေတော့ဖြစ်ဖူးတဲ့မိဘများမသိအောင်အလစ်အသာလေးဆင်းပြီးတော့မျက်ကူထိုးတာကောင်းတိုက်ပေါ်ကဆင်းသွားကိုရာနာလှမ်းခေါ်လိုက်ဟာလမ်းလိုက်တာမဗရာရဲ့ဘာလို့ခမရဘာလို့မလုံးနဲ့လာအောင်ကြည့်ကိုဟုတ်ကဲ့တက်ပြောလေလုံမနေနဲ့ဒါမဲ့တော့မြက်ထိုးနေတာမြင်လို့နေဘူးခေါင်ခေါင်ကြီးကျုပ်ကတနာလို့မျက်ကူထိုးမလို့ပေးပါကိုရာမရဲ့တရွေးဟာနေပါစီမဗရာရဲ့ကျုပ်ဒုက္ခဖြစ်ခြင်းဖြစ်ပါစေတော့လက်ဖဝန်းနုလေးခမရတရွေးထိုးရင်သွေးချီဥသွားမှာပေါ့အော်တော့တနာလို့ပြောနေတာတနာတော့ပေါ့ဗျာနေပါစေကျုပ်လုပ်ပါခင်ဗျာအစေကနေရဲ့အလုပ်လုပ်ရမှာကကျလို့ရဲ့တာဝန်မဗရာရှိပါစေတော့အော်တဲ့ခက်နေတော့တနာလို့ပြောတာတော့ပေးနေပါစေဗျာအော်ပေးပါလို့ပြောနေပါစေဗျာဟောတော့ပေးပါလို့ပြောနေ
တရွေးဆွဲလူတကိုပရိသတရွေးဆွဲလူနေတုံတရားနာပရိသလာပြီပြုနောက်ကပရိသနောက်ကပရိသကြီးနောက်ကလာပြီဟိုင်းဒါမလို့တာတထေးကတော့ကြီးမျက်နှာကြောတင်းနဲ့လှမ်းငေါက်လိုက်ခိုင်းဆိုတရွေးဆွဲလူနေရတလမ်းပါတထေးကတော့ငေါက်လိုက်တော့သူတို့လက်ထဲကတရွေးကလေးကအချီမလှတော့မြေခရှာတာပေါ့တရွေးကလေးလွတ်ကြပြီးနှစ်ယောက်စမားတရားနာပြိဿတယောက်မျက်နှာတယောက်ကြည့်လိုက်တထေးကတော့ကြီးကြည့်လိုက်ခိုင်ဒါသာခဗျာမင်းပါလို့ဟောဗျာကျွန်တော်မြတ်ထိုးနေတယ်လေတော်ရဲ့ဟောကောင်မဘာတိုက်ပေါ်တက်ဆိုပြီးငေါက်ထုတ်လိုက်တော့ပရာစာယီတိုက်ပေါ်တက်သွားတိုက်ပေါ်ရောက်တော့အိုးအမေကဒေါသကြီးပါပြီတဲ့နဲ့ဘာမှလည်းစဉ်းစားတာမဟုတ်ဘူးအစီကမဲဆိုပြီးတော့ပါမြရိုက်လေးမလားဒါရင်မကယောက်ျားရဲ့လို့လည်းမတွေးတော့ခွေးအရိတ်တောင်တချို့မကြော်လွှားဘူးတဲ့အခုတော့လေအစီကယောက်ျားဆိုပြီးတော့ခြေတော်ကြီးနဲ့တအားကမ်းလိုက်လေမလားကိုရတာတော်မြတ်ထားလို့ခက်လိုက်လေမလို့တော့ကိုကျုပ်တနာလိုက်လေချင်းတနာလိုက်လေချင်းဆိုပြီးတော့တရားနာပိဋကအမေကြောက်တော့ဘတွင်ပြတင်းပေါက်လေတရွက်လုံးဖွင့်မကြည့်ရဲဘူးပတ်တာကြားတွေကလက်တလုံးလောက်ဟာလေးတွေကမျက်လုံးလေးမတော့တော့သွင်းကြည့်ဟဲ့ဒါသာခင်ဗျာမင်းတာပါလို့ဟာကျွန်တော်မျက်ထိုးနေတယ်လေတော့ဟေးမျက်ထိုးတာပြောတာမဟုတ်ဘူးခင်ဗျာကျွန်တော်နားမလဲပါလားခင်ဗျာမင်းကငါမုံလာဥလုံးမနေပါနဲ့ကွငါမျက်စိအောက်တင်ငါသမီးနဲ့ဆွဲလာငင်လားနဲ့ဒါကငါမင်းနေတာဟာတော်ရဲ့အဲ့ဒါကျွန်တော်အပြစ်မဟုတ်ပါဘူးခင်ဗျာကျွန်တော်မြတ်ထိုးနေတာကိုလေတော်သမီးကတနာလို့တဲ့သူဆွဲလူလို့နေပါစေလို့ကျွန်တော်ကပြောတာမရဘူးသူကဇွတ်လူတယ်ခင်ဗျာနောက်ငါသမီးနဲ့ဒီလိုတရင်တနီးကငါမမြင်ရင်ဘူးမင်းငါအိမ်မော်ကစင်တော်အတော်ဆိုးတဲ့မိန်းမကြီးဟုတ်ကဲ့ခင်ဗျာမမြင်စေရပါဘူးလို့အဲ့ဒါလို့တာဝန်ခံလိုက်တော့တထေးကတော့ကြီးတိုက်ထဲဝင်သွားတိုက်ထဲရောက်တော့တထေးကြီးဘာလို့မအော်ကြီးဖြစ်ကျင်နေဘာမှမလုပ်တော့တော်သမီးအကြောင်းတော်သိရလားဒီမဲ့တော်သမီးနဲ့လေဒါသနဲ့ကပ်ပြီးတော့ဟောဒီမဲ့ကျုပ်မပြောရင်ဘူးနော်တနေ့ကျတော့သူများတတွေးခွက်ပက်လက်မြောင်းမယ်တော့ဒါကြောင့်ကျုပ်လေတော်သမီးဒီတိုင်းမထားနိုင်ဘူးတော်သမီးဒီတိုင်းထားနိုင်ဘူးဒီလိုပြောလိုက်တော့ဗရာလေးကအပေါ်ကဟိုတရားနာပိဋကအထက်ဆုံးလေကတိမျက်နှာလေးနဲ့အမိအောင်ငုံပြီးချောင်းကြည့်နေရကတော်သမီးဒီတိုင်းမထားနိုင်ဘူးဆိုတော့တုံသွားဟေးတော်သမီးဒီတိုင်းမထားနိုင်ဘူးနဲ့ငါဘယ်များပို့မလို့ပါလဲအမေတို့ဘယ်လိုလုပ်မလို့ပါလိမ့်မလဲ
နားထောင်နေတုံဒါပေမဲ့တော်သမီးဒီတိုင်းထိုင်ရင်အစေကနဲ့မှားလိုက်မယ်လေရှင်ပါပြီးတော့တနေ့မှားမှသေးကြတယ်ဒါကြောင့်ကျုပ်လေဟောတော်သမီးကိုတောင်မြင်ကတထေးတာနဲ့မြန်မြန်ပေးသားမှဖြစ်မယ်ဒီလေသာသမီးမိန်းကလေးမွေးထားမင်းတာဝန်မယ်မနော်မိခင်နေမနော်အဲ့ယောက်ျားသားလေးဆိုငါတာဝန်မယ်ကွမင်းဖမေစီစီအဲ့ဒါလို့ပြောလိုက်တဲ့စကားကြတော့ပတာစာရီလေးဘာပြောကောင်းမလဲကဒင်းမောတအားပြေးပြီးတရားနာပရိသတ်ရေကဒင်းမောအာရမောက်မျက်နှာမောခေါင်းကအိုးတရားနာပရိသတ်အသေးရင်နဲ့တလျက်လျက်နဲ့ခံစားရတဲ့ဒဏ်ချက်ကအပြင်ဘက်ငေါ့ထုတ်ကမျက်ရည်တွေကိုတုတ်ကနေကြလာမျက်ရည်တွေပေါက်ကြလို့ကောင်းအောင်ကြီးတအားဖက်တော်ကြကောင်းအောင်ကြီးလွှင့်ပြေးတော်ကြကရင်မောတက်လိုက်အောက်ဆင်းလိုက်တောက်တဲ့ခတ်လို့မယူနိုင်ဘူးကိုရာသာဆိုလို့ရှိရင်ငါလည်းလို့မယူနိုင်ဘူးကိုရာသာပြုမောင်ကြီးဒီကိစ္စတွေတော်သေးရလားဟာလေကိုရာသာလည်းမနေရရင်ငါသေးချင်းသေးပါစေတော့ကိုရာသာအဘောတနာယာကစပြီးတော့ငါမေတ္တာရှိနေမိပြီမဖြစ်ဘူးဒီကိစ္စကိုရာသာပြောမှဆိုပြီးတရားနာပရိသတ်ရေနောက်တနေ့မိဘအလစ်မောင်ဒါသနေအစီကံတောင်းရဆင်းသွားမောင်ဒါသကဒူးဘောပေါင်နဲ့ပေါ်တင်ကလေးကြီးချိတ်လို့ပလွေလေးပါးစပ်ထဲတက်လို့တွေးဟာမဟုတ်တော့ဘူးပြိဿအစီကံဆိုတော့ဘာမှမဟုတ်တာမို့ပလွေလေးတက်ပြီးမှုန်နေတော့မဘရာကအနန္နာရောက်ကိုရာမုံရင်တက်ထားတဲ့ပလီဆွဲနှုတ်တာတွတ်တွတ်တခါလေမုံရင်ကိုပြိဿမုံရင်တက်ပြီးတော့ဆွဲနှုတ်တာတွတ်အဲ့ကြမှုတ်ကြည့်ပါလားပလွေကိုကြည့်အခုအဲ့လိုပလွေလေးဆွဲလို့ဟာမဘရာလာကြမလားခင်ဗျာမေကြီးကကျုပ်ကိုဒုက္ခပေးနေပါဦးမယ်ခင်ဗျာဟိုဒုက္ခပေးကြမလို့ပါဘူးလေအလစ်ကိုဆင်းလာတာဒီမဲ့ကုရသာတော့ပြောစရာရှိလို့ထားရမဟုတ်တော့အင်္ဂလိပ်ရှိလို့ဟုတ်ကဲ့ဆိုထားထိုင်လိုက်တော့မဘရာကအနန္တကတ်ထိုင်မောင်နာကဟိုဘက်တူးသွားမေဒီမဲ့ကုရသာတော့ကကျုပ်ကိုကြောက်နေသလားမဘရာကြောက်လို့တော့မဟုတ်ပါဘူးခင်ဗျားမေကြီးလိုက်ကျုပ်ဒုက္ခပေးနေပါဦးမယ်ဟိုမပေးပါဘူးဒီမဲ့ကျုပ်ပြောစရာရှိရခက်တော့ပြောမယ်နော်ဟုတ်ကဲ့ကျုပ်ကိုလေအဖေနဲ့အမေတို့ကတော်နဲ့တလင်းနဲ့တရွန်းဆွဲပြီးလူနေစဉ်အခါတုန်းကအဲ့ဒါကိုမြင်သွားတာနဲ့တနေ့ကျတော့အစည်းကနဲ့တထေသမီးရင်ပါပြီးတော့နိစ္စသွားလိမ့်မယ်ဆိုတာနဲ့အမေကကျုပ်ကိုလေတောင်းမြင်တထေသားနဲ့ပေးစားတော့မလို့လေတော့ဗျာအဲ့ဒါဘာပြုတော့မဘရာရဲ့တော့ဘယ်လိုသဘောရမဘရာဘယ်လိုသဘောရမလဲတထေသားနဲ့တထေသမီးရွှေနဲ့မြနေနဲ့လားတင့်တယ်ပါတယ်မမရဲ့ဒါကြောင့်စည်ရင်သားမှမဟုတ်ဖ ೇನೆတထေသားနဲ့တထေသမီးဆိုတော့တိုက်ကြီးတစ်လုံးကနေနှလုံးရွှေပုံကြီးကိုဆန်းရမယ်ဘဝယူလိုက်ပေါ့မဗရာရဲ့ဟောတော့ဒုက္ခပါပဲကြားကြောက်လို့ရှင်ကြီးကိုပို့ဆိုးနေထမရဲ့ဒီမဲ့ကိုရတာကျုပ်အတထေသားကိုမယူနိုင်ဘူးမဗရာစိတ်ကူးမလွန်းနဲ့မိဘများဆိုတာသားသမီးစင်စီမြင်ရနာလာမြင်နေခင်ဗျယူလိုက်ခက်တော့တာပဲမေတော့အခုလို့ကျုပ်ကလာတိုင်မယ်နာဒီမဲ့ကိုရတာဟိုကျုပ်ပြောရအောင်မယ်တော့ဒီအစေကံတောင်းလျက်နာဒီနှင်းစီပဲမသူစိုက်ဟာကျုပ်စိုက်တာဗောမဗရာရဲ့အဲ့ဒီတော့စိုက်ထားတဲ့နှင်းစီပင်ကနှင်းစီပွင့်ကလေးတွေလေမနစ်သက်ဘူးလားဟာကျုပ်စိုက်တဲ့ပင်ပန်းမယ်ရေလောင်းပြီးတော့ထားတဲ့ကိစ္စကျုပ်နှစ်သက်လို့စိုက်တာကျုပ်နှစ်သက်တာဗော
ဒါမဲ့ဒါဖြင့်တော်ဆိုင်ထားတဲ့ပန်းမင်ကနှင်းစီပွင့်ကလေးသူများခူးသွားရင်တော့စိတ်ထဲဘယ်လိုနေပါဒါလို့ကျလို့ခုတာယူပေါ်မှာပါရဲ့ဟောတော့ငါတော့သိချင်တာပဲဘယ်နဲ့ဟာယူပါလဲဒုက္ခပဲကိုရနာဗျာတိုက်တမဲမိမစီပြတ်တယ်လို့ဆိုချင်ဆိုတော့ကျုပ်တော့ပြောရတော့မှာပဲတော့ကိုမြက်ထိုးနေတာတနာရကအစအခုလေချစ်မေတ္တာရှိနေလို့ကျုပ်တထေးသားကိုမယူနိုင်ဘူးကိုရနာကျုပ်ကိုတိုင်းထားပါနဲ့အထုပ်ပိုးနဲ့ခိုးရမှုကျုပ်လိုက်မယ်ဒီကနားထောင်တော့မိမကယောက်ျားလူမျိုးစကားပြောတာတထေးသမီးကအစင်ကံကိုသွားပြောနေတာကျုပ်လိုက်မယ်ကိုရသာပဲနဲ့တော့မဘာရာမဖြစ်ပါဘူးကျုပ်ခမရကိုမေတ္တာမရှိလို့တော့မဟုတ်ပါဘူးခမရအမေကြီးကျုပ်ကြောက်လာကြီးရဲ့မသိအောင်ထွက်ပြေးမဲ့ကိစ္စလွတ်ရကိုပြေးမှာဘောကုရသားရဲ့ကျုပ်ချီတဲ့လက်ဝက်လက်စားနဲ့ယူပြီးတော့လေဒီမှာညာတကောင်းကျော်အစိအချိန်မှာတိုက်ပေါ်အချိန်မဲ့နော်ဖြစ်ပါမလားမဗရာရဲ့ဘာလို့မဖြစ်မှာလဲတော့ကျုပ်စင်းမဲ့တော့ဟောလီပမေလီယာဆောင်တော့ဗျာဗျာမူးနေတာဟဲ့ယောက်ျားမူးနေတာဟဲ့ဒါမဲ့ဗျာမလုံးနဲ့ကိုရမဒီနာကဆောက်ကျုပ်ညတော့အထုံးနဲ့ဆင်းရမှာတော့ခတ်တော့ကလေးတိုက်ပေါ်ပြန်တက်သွားမောင်တာကစဉ်းစားတယ်ဒါညတော့ဆင်းလာတော့မှာငါဘယ်လိုလုပ်ရပါမတုံးဖြစ်မှဖြစ်ပါမလားဗျာဖြစ်ပါမလားဆိုတဲ့မောင်တာကတကယ်တမ်းဆင်းပြီးလိုက်တော့မယ်ဆိုတော့တရားနာပိသတ်ကြီးနေဝင်ကလေးကအဲ့ဒီပန်းမင်ရောက်ဖြစ်ပါမလားတဲ့အခုပန်းမင်နေဝင်ကလေးကရောက်အဆောင်ခိုင်းတဲ့ပန်းမင်သားကထိုင်ဆောင်တဖြည်းဖြည်းမှောင်းလာမောင်နာကဆေးဘောလေးကြီးခဲလို့မဗရာလာရင်မြင်ရအောင်ပေါ့လေမီးလေးဖွာပြမယ်ပေါ့အပြင်မဲ့မီးဖွာပြတော့လည်းပဲတထေးတော်ကြီးမြင်မှာဆိုလို့စိုးစုံလေးနဲ့မီးဖွာပြပြောင်းမှုပဲဆိုရင်ဒီကောင်ဒုက္ခပဲအစိုးစုံနဲ့မီးဖွာပြတာမြင်မှာဆိုလို့လည်းဖွာရတာကိုကြည့်ပြန်လာပြီအဲ့ဒီတိုင်ဆောင်တကောင်းကျော်အချိန်ကြတော့မဗရာအထုပ်ပိုးနဲ့ဆင်းလာပြီဆင်းလာတော့လေဟုတ်မဟုတ်ကလားကိုရကမဗရာပြေးတိုင်းဟိုညဆိုတော့ခိုးပြီးမကိစ္စမို့တိုးတန်ပြောရတယ်ကျုပ်ကတိုးပြောအားရတာမဟုတ်ဘူးကိုရကမဗရာလာခါတော့ပေါ့မဗရာရေသွားရလို့ဆိုပြီးတော့တယောက်ဆွဲပြီးတော့လွတ်ရအဝေးလို့ပြေးလိုက်ကြတာတရားနာပိသသာဝဋ္ဌိနဲ့အတော်ဝေးกว่าတဲ့ဌာနမှာအိမ်ကလေးဆောက်ပြီးတော့နေကြစီတယ်လည်းဝလဲစားလေးတွေနဲ့တဖြည်းဖြည်းတစားတော့ဖြစ်သလိုစားကြဒီလိုအတူတူကနေပြီးတော့လာကြဆင်းရဲပေမဲ့လို့ပစ္စည်းဆင်းရဲပေမဲ့လို့စိတ်မဆင်းရဲတဲ့ဇနီးမောင်နှံဒေသကြီးစိတ်ဆင်းရဲရလားပဲဆင်းရဲမလို့ပြိတ္တလင်းပြီးသားမရပြီးသားကြဒါတွေလည်းခဏပြောခဲ့လို့သိချဲ့ထွင်ပြီးပြောမနေရစေနဲ့စိတ်ချမ်းသာတယ်ကိုချစ်သူနဲ့နေရရင်တချို့သချင်းလေးတောင်ရှိကြရှေဘုံကြီးကစံကျင်ဘူးတဲ့ဗျတဲအိုအပြက်ကလေးတဲ့မှာတဲ့ကာမတတ္တိတွေပေါ့
ကိုချစ်သူနဲ့နေရရင်ထမရင်တော့ရတော့လေပြောတယ်လို့ဆိုသည်မောင်တာသားနဲ့မဘာရာရှိရဲ့လက်ဝတ်လက်စားလေးစားတော့ပြီးနေလာလိုက်ကြတာတရားနာပိဿဟောနောက်တူတူပြောကြစို့တန်ဒီခတော့မောင်တာသားအပါကိုမဘာရာကတူတူလေးကပြောဘယ်လိုပြောတော့ပိဿပြောပါနင်တို့ကလည်းတူလေးတူလေးကပြောကြတဲ့ကဟိုကိစ္စဆိုတာသိပြီမောင်တာကဟာဝမ်းတောင်းလိုက်နမရေယောက်ျားလေးဖြစ်ပါစေဒါယောက်ျားလေးဖြစ်ပါစေနဲ့မောင်တာကဆူတောင်းပြီးတော့လာခဲ့နောက်ကြတော့မိဘတာကပြောပါရင်မိဘရထံပြန်ပို့ပါတော့သာသမီမွေးဖွားတဲ့ကိစ္စယောက်ျားဖောင်စည်းမိမမိနေတဲ့မောင်ကြီးရဲ့သူများတွေပြောတာကြုံကြဘူးတယ်ဒါကြောင့်လေမိဘအရင်မှာခေါ်လုံးပြီးတော့မိခင်ရဲ့မျက်နှာအောက်မှာဖွားမြင်နေတဲ့ကျုပ်ကိုပြန်ပို့ပါတော့ခက်တော်တာပဲမပို့ဘူးဆိုပြန်ရင်လည်းပဲလေတမျက်နှာတရွာထင်းပြီးတော့လိုက်လာတဲ့မိမသားသနာစရာအသွင်းနဲ့မျက်ရည်စာလေးကြလာတော့မယ်လိုက်ပို့ပြန်ရင်လည်းပဲတရေပေါ်ထိုင်တရေနာစားတဲ့ကောင်းဆိုပြီးတော့သူ့မိဘရှင်မျိုးများကငါတတ်ပြကြတော့မှာပဲအလေးသို့တော်လေလက်ပတ်ပြီးပြောရတော့ပါပဲကိန်းသမားဟိုမနေ့ကငါသွားကြတာပေါ့မနေ့ကရောက်တယ်တော့လည်းသဘက်ခါသွားကြတာပေါ့နဲ့သဘက်ဖိန်းတို့အရှိဆွဲပြီးတော့လာလိုက်တာဟောတန်ဒီကတဖြည်းဖြည်းရင့်မာလာခဲ့တန်ဒီရင့်မာလာတော့မိဖုရားကလည်းသိကုရသတန်တော်ပြုတ်မောင်ကြီးတော့အကြောက်လွန်ပြီးတော့လိုက်ပို့တော့မှမဟုတ်ဘူးကိုရသမရှိခိုင်ငါသွားတာကောင်းထင်ရဲ့လို့မောင်တာသမရှိခိုင်တကားကလေးကိုတရားနာပိဋကတော့ခတ်ဘုရုံကတော့ခတ်သလားတော့မသိဘူးကျုပ်ခုခေတ်နဲ့ရန်တုတ်တာကခတ်လိုက်ခတ်ပြီးတော့ဘေးအိမ်ကမိမကြီးတော့အပ်တော်ဟဲ့ငါတို့မှာဘာတော့ဒီတော့ယူထားလိုက်ပါတော့ကိုရသပြန်လာလို့ရှိရင်တော့ကျုပ်ဟောဒီအိမ်တိုင်းကလေးမီးပြီးတော့စောင့်နေကြနေရမမြင်ရမတွေ့ရရင်တော့မဘာရာရဲ့မင်းပဲအလဲလုံးနေတာရုံးလို့တစားလာခေါ်တော့မယ်တော်ရဲ့အဲ့ဒီအချိန်ခါမှာမင်းမယားခေါ်မနေနဲ့သာသမီမွေးဖွားရအတွက်မိဘရထံပြန်ပြီဆိုပြီးတော့ဟောဒီတော်လေးသာအားလိုက်ပါတော့ဟဲ့ခလေးမမတော်ဘူးထင်တယ်တူမကြီးတော်သူကတော့အကြောက်လွန်ပြီးတော့လိုက်မပို့လို့တော့တာယူထားလိုက်ပါတော့ရော့ကျုပ်သွားရစီတော့တော်ရစီတော့ဆိုပြီးတော့မိဘတာထွက်သွားရောမိဘတာထွက်သွားလိုက်ပြန်လာပြီးမောင်တာအိမ်တိုင်းကလေးမိဆောင်တဲ့မယားမတွေ့ကြတဲ့ကရင်ထဲမှာပူသွားဟောကြည်စားကျိုးနေကြလေရမရှိတော့ဘူးမဘာလာလေမဘာလာလေဟိုမေမောင်ကြီးပြန်လာပြီမင်းပဲနဲ့ကြောင့်စီးပြီးတော့မကြိုရတာလို့ဘယ်အလဲလို့နေတယ်လဲနှမရဲ့ဗရာအိုးမဘာလာလေဘယ်လိုပဲခေါ်တော့လဲအဆောင်မကြရဘေးအိမ်အတော်ကြီးကဟဲ့မောင်တာကခေါ်မနေနဲ့မိမသားသမီးမွေးဖွားရအတွက်မိဘအရင်မှာခိုးလုံးမွေးဖွားခြင်းနဲ့ဆိုပြီးတော့ဟောမင်းလိုက်မပို့တာနဲ့ပြန်သွားပြီမောင်ကြီးဗျာဟာမလေးသာဝတိမျိုးဆိုတာနီးတာမဟုတ်ဘူးတော်ရဲ့မဖြစ်ဘူးကျွန်တော်လိုက်မှာပဲလို့မောင်တာလိုက်သွားမိဘရာကလည်းတော်ကြီးတဲ့ရောက်တော့
နေစီရက်စီကြီးကိုကူသူမရှိကဲသူမရှိနဲ့ဟောတားယောက်ျားလေးဖွားမြောက်တားယောက်ျားလေးဖွားမြောက်နေတဲ့ခိုင်မုံသားသားကရောက်အသွားဟာနမကြည်စမ်းမလေးမောင်ကြီးကလာမထုံးရလေမထွက်သွားတာကိုဟေးကိစ္စတောင်ပြီးနေပါကိုကြည်စမ်းဟာနင်းနီထူထူလေးပြီးသားယူကြည့်လိုက်အေးအိုးဟာရှောက်သားလေးဟာဝမ်းသာလုံးလို့ဟောလေဟန်ကြပြီတော့တာယောက်ျားလေးပါလားကွယ်လူလေးဖေဖေရှိလာတဲ့ကလေးလေးပွေချီပြီးတော့နှမမင်းဒီကိစ္စကြောင့်ပြန်လာပဲမဟုတ်လားကွယ်မောင်ဘဝလည်းမင်းသိပါတယ်အစီကံဘဝနဲ့တထေသမီးခိုးပြီးထွက်ပြေးလာရတယ်ဘဝအကယ်၍မိမိပါထလာမောင်ကြီးလိုက်ခဲ့ပါကနှမရဲ့မောင်ကြီးလိုက်ခဲ့ပါကဒုက္ခပေးကြတော့မှာပဲမောင်ကြီးမတနာရကြပါလိမ့်မကိုင်းဒီကိစ္စပြီးမှအိမ်မဲပြန်ကြပါစို့ခေါ်သွားဟောအိမ်ပြန်ပါသွားနောက်တစ်ဖန်ဒီလိုပဲသတ်တန်ခပြန်နေပြိဿဒီလိုသတ်တန်ခတော့ဒီလိုမုံတာကပြန်အပုတ်ခိုင်းနောက်တစ်ဖန်ပြန်အပုတ်ခိုင်းတော့မောင်တာကဒီလိုပဲမပို့ပဲနဲ့ရက်တီဆွဲပြီးတော့နေခဲ့ပြူမောင်ကြီးတော့လိုက်ပို့မှာမဟုတ်ဘူးကလေးလေးကလည်းမတ်တပ်ပြေးကလေးသားအကြီးလေးကလည်းမတ်တပ်ပြေးလေးဥမမဲဇာမမြောက်နဲ့ဖေဖေမေမေခေါ်ရတဲ့အရွယ်လောက်နဲ့လူလေးခမမေမေဟိုငါသားဟိုမေမေတို့လေတာဝတ်ထီမျိုးကြီးသွားရအောင်သားရဲ့ဟာမေမေကဖေဖေမမသိပဲနဲ့အော်ခလိုက်တာသားရဲ့ဟိုမေဖေဖေကလေလိုက်မပို့ဘူးသားရဲ့ဟာဘာလို့လိုက်မပို့တာလဲဗျအော်မပို့ဆိုငါသားနဲ့အမေကပြောရအောင်အမေကလေအခုတဲပုံလေးနဲ့နေရပြီမယ်လို့ဟိုအမေကတထေးသမီးကွဗျာမမေကတထေးသမီးဆိုပြီးဘာလို့ဒီတဲပုံကြီးတဲ့နေရတာတော့များအော်နေရဆိုလူကလေးရဲ့အမေကတထေးသမီးမင်းဖေကဆင်းရဲသားစရင်ငါမင်းဖေကိုမေတ္တာရှိလို့အမေကလိုက်လာတော့မင်းဖေဆင်းရဲတဲ့သူကိုချစ်မိတော့အမေလည်းဆင်းရဲတာပေါ့ဟာခင်ဗျားကြီးတော့အားတယ်မိန်းမကြီးပက်စားမရှိတဲ့လူကြီးယူလို့ဆင်းရဲတာကိုဗျအိုးလူလေးကိုဖေဖေကိုဒီလိုပြောရဘူးလေသားရဲ့ဆင်းရဲပြီမလို့မင်းဖေသားရဲ့ဒါကြောင့်လေဟောငါသားခုဆင်းရဲပြီမလို့တာဝတိမျိုးကြီးရောက်တဲ့ချိန်ခါမှာမင်းဖိုးဖွားများကလေမင်းကိုတိုက်ကြီးပေါ်ထားမှာသားရဲ့ပြီးတော့ဆင်းရုံလေးတွေမြေုပ်လေးတွေလည်းဝဲပေးလိုက်မယ်သားရဲ့ငါသားအဝတ်စားလှလှပပလေးတွေလည်းဆင်းလိုက်မယ်ဒါကြောင့်သားဟိုမင်းအဖေပြန်လာရင်လိုက်ပို့မှာမဟုတ်လို့အဖိုးဖွားများထံရောက်အောင်ငါသားလိုက်မယ်နော်ဗျာမေမေဆင်းရုံမြေုပ်လေးတွေဝဲပေးမှာဟုတ်လားအေးလေဝဲပေးမှာဘောသားရဲ့တိုက်ကြီးပေါ်လည်းငါသားကြီးပျော်ပျော်ကြီးနေရမှာဒါဖြင့်သွားမယ်ကျွန်တော်လိုက်မယ်မေမေရဲ့လို့ဆိုတော့ကိုင်းကလေးလေးနှူးနှပ်ပြီးခေါ်သွားတော့အထုပ်ကလေးခေါင်းမောတင်းလို့တကားလေးပိတ်ကလေးလေးလက်ကဆွဲလို့လူလေးအမေထုတ်ပေးငါသားကိုအမေညောင်းတဲ့ခါလဲချီမပေါ့တခါလဲငါသားကချီချင်းလျှောက်အောင်နော်အမေမလဲမင်းရဲ့ညီလေးလားမသိနှမလေးလားမသိနှစ်ကုတ်တက်ကြီးမို့သားရဲ့သွားကြစို့ဆိုပြီးတော့ဘေးအိမ်အတော်ကြီးတော့အပ်ပြီးအရင်တစ်ပတ်လိုပဲထွက်ပြန်တယ်ကိုပြိဿအဲ့ဒီလိုထွက်သွားလိုက်တာတော်ကြီးတဲ့ရောက်
သူ့ကုသိုလ်ကံကဆိုခြင်းတော့ကံဆုံးမှာသွားရမိုးလိုက်လို့ရွာဆိုတဲ့ကဲ့သို့ဟောစနေတော့ရခန်းကနဂါကိုဂလုံးဖန်ကလို့လေလီချမ်းကြီးထားလေလီချမ်းကြီးထားလာတော့မိဘရာတောကြီးထဲမှာတယောက်တည်းကုသိုလ်မရှိကဲသူမရှိနဲ့ကံမစလေးကနေတော့လူလေးမမေငါသားဒီနာခဏနေဦးနော်မမေလေးမေဝင်းကနာလာပြီသားရဲ့ဟုတ်ကဲ့သားရဲ့မင်းညီမလေးလားနှမလေးလားမသိမွေးဖွားရအချိန်ကြပြီနဲ့တူတယ်သားရဲ့အမေမျက်စီတွေတောင်ကြည့်မကောင်းဘူးသားရဲ့ငါသားဒီနာနေဦးနော်ဟုတ်ကဲ့မေမေကြာကြာကြီးမနေနဲ့နော်ကျုပ်ကြောက်တယ်ဗျာအေးခဏလေးပါသားရဲ့နော်ငါသားဒီနာနေအထုံးနဲ့ကလေးထားပြခဲ့ထားပြခဲ့ပြီးခြုံစားကလေးနာရောက်တော့ဟောသားယောက်ျားလေးဖွားမြောက်ပြန်ပြီပြုသားယောက်ျားလေးဖွားမြောက်ပြီးတော့မိုးတွေကလည်းတအားရွာချလိုက်တာပြိဿသားမိသုံးလောက်ဒုက္ခဖြစ်လို့အောက်ကလက်သီးစုပ်လောက်ကြောက်ခဲလေးတွေခင်းအဲ့ဒီပေါ်ဒုက္ခလေးတွေတင်းလို့အဲ့ဒီပေါ်အဝေကလေးထားသားငယ်ကလေးအဲ့ဒီပေါ်တိတ်သူ့ခန္ဓာကိုယ်ကိုတော့လေးပဲထောက်လို့ချီမိုးပေးတဲ့ပမာဏသားငယ်ကလေးမိုးမရွှဲရလေအောင်သားကြီးလေးကလည်းအထုပ်ကြီးကောင်းပေါ်တင်လို့ဘယ်လုံလိမ့်မတုံးပိဿအဝတ်ထုတ်ဆိုတော့ရှိသမျှရေတွေကတစိမ့်စိမ့်ကောင်းပေါ်ကစီကြနှခမ်းလေးများမွဲချမ်းရှာလုံးလို့သားရဲ့မင်းတို့ဒုက္ခဖြစ်ပြီးသားရဲ့မောင်ကြီးရဲ့ပြုတ်မောင်ကြီးကိုယ်ထသားအဝေးမောင်ကြီးစကားကိုနားမထောင်လို့ကျွတ်တို့ဒုက္ခရောက်ပြီးမောင်ကြီးရဲ့နဲ့ခိုက်ခိုက်တုံးလို့သမ်းပြီးသုံးယောက်စလုံးချမ်းရရှာလုံးလို့ဒီထဲမောင်သားကလည်းတိုးစီတွေကပြန်အလားဟာကြည်စားမရှိပြန်ဘူးအိမ်ကလေးတွေတော့ခတ်ထားပါဘောလားတန်တော်သွားပြန်နဲ့တူရဲ့သွားပြန်နဲ့တူရဲ့လမ်းဒုက္ခဖြစ်ကြတော့မယ်ဒုက္ခဖြစ်တော့မှထင်တယ်တော်ရဲ့ကြည်စမ်းပါဗျာဟိုစနေတော့ရခန်းကငကားကိုကလုံးဖမ်းတယ်လို့ဟံဝလေးလေးဒီကြီးကလည်းထလာပြီမိုးတွေကလည်းမဲလာပြီဘာလာရဲ့မင်းတို့သားမီးသုံးယောက်လမ်းနဲ့ဒုက္ခရောက်ကြတော့မှပဲမောင်ကြီးမနေဘူးလိုက်မဲ့ဆိုပြီးတော့ဟောဓမ္မလေးခါထိုးပြီးတော့လိုက်သွားလိုက်တာကြီးမြင်ကွင်းမလှအောင်ဟာလူလေးဖေဖေပလီငါသားနှခမ်းနေမြောင်မဲလို့ချမ်းလာပြီဟုတ်ကဲ့ဖေဖေအထုံကြီးရဲ့ရည်ရလည်းကျုပ်ပေါ်အကုန်စီးကြတယ်ဖေဖေရဲ့ကွယ်ကြည့်စမ်းမင်းမပဲသွားတော့အမေဟောတဲ့ပြောင်းကလေးမွေးနေလားဟင်ကြည့်စမ်းလမ်းနဲ့ဒုက္ခရောက်ကုန်ပြီဒီကလေးကလည်းရှမ်းလာပြီတခါမိပဒစီပြေးကြည့်လိုက်တော့ဟေးခွေးမကြီးပမာဏလေးပဲထောက်လို့အောက်ကကြည်စမ်းကလေးတယောက်နမကိုရတာပိစားဆိုပြီးကလေးလေးကောက်ကြည့်လိုက်ဟာအော်ယောက်ျားလေးပါလားကွယ်အကြီးတဲ့ဒုက္ခဖြစ်နေရကသားယောက်ျားလေးဆိုတော့ပြုံးနိုင်ရှိနိုင်သေးတယ်ကိုပြိဿဟာမလေးယောက်ျားလေးပါလားနမဝမ်းသာလိုက်တာဒါပဲမလို့မင်းဒုက္ခဖြစ်တာမောင်ကြီးစကားနားမထောင်လို့မိုက်လာကြည့်လားဟိုမှာကြည်စမ်းသားကြီးလေးနှခမ်းလေးမဲလို့ချမ်းရှာလာပြီအေးပပီတော့ဒုက္ခရောက်ကုန်ကြတော့မှပဲကိုရတာပြီးတော့မှရိုက်တန်ရိုက်ပါမောင်ကြီးအပြစ်တင်တာတွေနောက်ထားလို့
ကျွတ်တို့တမ်းပြီးသုံးယောက်အချမ်းပြေအောင်လေမြင်းမြင်းစားလေးဆက်ပြီးတော့မိဖို့ပေးပါတော့အေးရောနမဒီကလေးယူထားမောင်ကြီးကောင်းမယ်နော်မကြဘူးခဏလေးထင်းမြင်းမြင်းစားရှာလို့မောင်ကြီးမိဖို့လို့ပေးမယ်နမရဲ့နေတော့လို့ဆိုပြီးတော့မောင်သာသဓမ္မရူလေးနဲ့ထွက်သွားလိုက်တောင်ပေါ်ကြီးတစ်ခုနာရောက်သွားတောင်ပေါ်ကြီးနာမြင်းမြင်းစားထင်းချောက်ရှောက်ပြီးတော့ရှာလိုက်တာဘယ်မှမတွေ့တောင်ပေါ်ကြီးနာရောက်သွားတော့တောင်ပေါ်ပေါ်ပေါက်နေတဲ့မြက်များကတော့ရေစိုးနေလို့တောင်ပေါ်အတွင်းမှာဝင်ပေါက်နေတဲ့မြက်ချောက်ကလေးတွေမီးပွေးလို့လွယ်အောင်ခုတ်မဟဲ့ဆိုပြီးတော့ဓမ္မညာဘက်လက်ကကင်ပြီးတော့တောင်ပေါ်အတွင်းပေါက်နေတဲ့မြက်ချောက်ကလေးတွေလှမ်းနှိုက်လိုက်ဆိုတခါလေငွေဟောင်ကြီးထွက်လာငွေဟောင်ကြီးထွက်လာငါဟေးဟောမလေးဆိုပြီးတော့နောက်ဆုံးနဲ့ကြိုက်သေးဘူးမွေဟောက်ဆိုတာဒေါသဖြစ်နေပြုံးနဲ့ကြိုက်ဖြစ်တာမဟုတ်ဘူးခိုးတွေမှုတ်ထုတ်တာဒါကတော့မျက်စိဘာမှမြင်ရတော့ဘူးမွေစိတ်တွေမျက်စိထဲရောက်သွားပြီမွေဟောက်အဲ့လိုတရားနာပိဋကဒေါသဖြစ်ပြီးတော့ပပြင်းကြီးခွက်လို့ဟေးငါမျက်စိတွေလည်းမမြင်ရတော့ပါဘူးဘာလဲပေါင်းကြီးမင်းတို့သားမီးသုံးယောက်ဆံမလို့လုပ်ပြီးတော့ပြန်ရပါမတော့ဘယ်လိုလုပ်ပြီးတော့ရောက်အောင်လာရပါမတော့နဲ့မောင်တာသားလေသားမီးသုံးယောက်ထံသွားခြင်းလို့လက်ကလေးနဲ့ဆန်းပြီးတော့သွားလိုက်တာဘယ်သားမီးသုံးယောက်ထံပြန်မရောက်ဘူးမွေဟောက်ကြီးစီလျှောက်သွားမွေဟောက်ကြီးနာရောက်တော့လက်ကလေးနဲ့သွားပြီးအထိလိုက်ခေါက်ကနေလှမ်းပေါက်လိုက်ပလဲလောင်လဲလို့မဲလေးတောင်ထဲနိုင်လဲသွားပြင်းတယ်လေမွေဟောက်ကကြီးတယ်အမလေးဆုံးအောင်မအော်နိုင်လဲသွားလူလို့နမရဲ့မိဗလာရဲ့မင်းတို့သားမီးသုံးယောက်ထမောင်ကြီးဘယ်လိုနည်းနဲ့မှပြန်ရောက်နိုင်တော့မှာမဟုတ်ပါဘူးမောင်ကြီးခေါ်လာလည်းမင်းတို့ကြားတော့မယ်မဟုတ်ပါဘူးသားတို့တောင်မအားရအောင်အဖေပဲကြည့်လိုက်ရပါလားဟောမလေးအဖေပဲလို့နည်းနဲ့မှမင်းတို့ထံပြန်မရောက်နိုင်ပဲနဲ့မိဗလာနောက်လိုက်ပြီလို့အခုတော့ငါမွေးဟောက်ခဲပြီးတော့သေဝဲဝင်ရတော့မှာပါလားသားတော်ရဲ့ဖိထားရပြေးပြီးတော့ရခဲ့ကြပါတဲ့သေရောကဲမိဗရာကလည်းပဲလူလေးမဖေကြာလာကြည့်လားပါရဲ့ဟုတ်ကဲ့မမေကျုပ်လည်းချမ်းလာပြီဖေကမိဖို့ပေးမယ်ဆိုမေဖေအန်တရယ်များတွေ့နေသလားကွယ်စာမမိုးရဲ့မေဖေမျက်စိလေးလမ်းမပြီးတော့ဘယ်တော်ကြီးတဲ့များရောက်သွားလေသလားမသိတာရဲ့လိုက်ပြီးတော့ရှာကြစို့တာငယ်လေးရင်မပွေတာကြီးလေးလက်ကဆွဲလို့တော်ကြီးမြဲမဲတဲ့ရှောက်ရှာလိုက်ကိုလာတာပြုံမောင်ကြီးပြုံမောင်ကြီးရဲ့မိဗလာခေါ်လာကြရဲ့လားအားလေဦးလေးပါလေထူလိုက်ပါဦးတော့လားမိဗလာအော်နေတဲ့ခေါ်နေတဲ့မောင်ကြီးရဲ့တာလူလေးအမေတန်လေးလည်းပြကုန်တော့မှာပါတာရဲ့ငါသားကြီးတက်လက်ခေါ်ပါအောင်ဟုတ်ကဲ့ဖေပြောဖေမြန်လာမျိုးကျွတ်တို့ချမ်းလာပြီလားကလေးကခေါ်အဲ့ဒါလို့ကလေးခေါ်လို့လည်းမရ
မိဘကသားကြီးလေးလက်ကဆွဲပြီးတော့သွားလိုက်တာမောင်ဒါသအလောင်းနီးနာရောက်သွားမိုးကလေးကမစင်မောင်ကလေးကမကွဲရကွဲအလောင်းကိုလည်းတိတိကျကျကြည့်လို့မရတော့အလောင်းနာအယောင်မိဘကခြီတောင်းနဲ့ဗိုက်ကြီးသွားတိုက်ဟဲ့တာနောက်ဆုံးကလေးဆွဲလိုက်လူလေးပါတော်ကြီးမမသိဘူးသားရဲ့ပြောစီကြီးလာသားအမေတို့လွတ်ရကိုကွင်းပြီးတော့မဖေးရှားကြစို့အလောင်းကြီးထိမိတော့လေအလောင်းမသိမောင်နဲ့ကိုပြိဿသားနဲ့ကောင်းတဲ့ဒုက္ခရောက်ပြီးတော့လာခဲ့ရမိဘသားတို့လေမိုးလေးကလည်းဆဲသွားပြီမောင်လေးကလည်းကွဲသွားပြီလူကလေးအမေတို့ပဲစီရောက်လို့ပဲစီသွားရမှလည်းမသိကိုရသားရဲ့ပြုတ်ပေါင်းကြီးမိမလာတို့ဒုက္ခတွေလာကြည့်လေပါဦးမောင်ကြီးရဲ့ပြောရင်ဆိုရင်နဲ့ပြန်တွေ့တိုက်တဲ့အလောင်းဆိုတော့လေဟောမောင်ဒါသားလဲနေတဲ့အလောင်းနီးနာရောက်သွားပြန်မျိုးလှန်ကြည့်လိုက်တဲ့မိဘသားဟဲ့လူလေးဗျာမမေခုမှကြည့်စားမင်းပြမတာပဲအော်ပြည့်စည်တဲ့လမ်းမှာခရီးပန်းကြပြီးတော့ခလုတ်တိုက်လေမုံနဲ့အိတ်မိုးကြနေတူဝါရဲ့သားရဲ့လာမင်းပြသွားကြည့်ကြစို့သွားကြည့်ကြစို့ဆိုပြီးတော့အနန္တရောက်ဟဲ့ကိုရနာပြုံမောင်ကြီးအိမ်မောင်နဲ့ကြားနေလေသလားကြည်စမ်းမောင်ခေါ်လို့လည်းမရပါလားလူလေးအဲ့ဒီထိုင်သားရဲ့သားငယ်ကလေးအဝတ်ကလေးနဲ့ထွေးပြီးတော့ဘေးနားမှာချဘုရားကပြုံမောင်ကြီးမလေးအကွက်တင်ယူမဲလို့ကြည့်လို့မကောင်းပါလားမောင်ကြီးရဲ့မောင်ကြီးရဲ့ဘယ်လိုအားလဲတွေ့ပါလိမ့်မထုံးလို့နောက်လေကြည့်လိုက်တော့တောင်ပူကြီးမြင်ရဟေးဖယားငါချစ်တဲ့တိုက်ဟုတ်ပါပြီဒီနားမလဲတောင်ပူကြီးနဲ့ဟာမလေးပြုံမောင်ကြီးမွေးအောင်ခဲလို့သေဝဲဝင်မိချင်ပါရဲ့ကိုရတာပြုံအောင်ကြီးမိမနာခေါ်နေတဲ့ထူအောင်တော့လားမောင်ကြီးရဲ့မျက်နှာလေးလှန်ကြည့်လိုက်တော့အိုးမျက်စိတွေကလည်းကွက်မဲပြီးတော့အမလေးမွေးစိတ်တွေတူပါရဲ့ပြုံးအောင်ကြီးဒုက္ခဖြစ်နေပါဘောလားအသက်မရှိရဲ့ပြင်မောင်ကြီးရဲ့အလောင်းတော်ဆက်ပါမမြင်ရပါလားမျက်နှာလေးပေါင်းပေါ်တင်မဲစီလေးလှုပ်ပြီးတော့ခဏခေါ်ဘယ်လိုမှခေါ်မရပဲနဲ့မိဘကခမငိုရှာတော့ကလေးလေးကပြုတ်ဖေခမအိတ်လာကြီးလားထားတော့လေးဖေအမေငိုနေတယ်ဗျာအမေငိုနေတာခရမသိဘူးလားအခုအမေငိုနေတယ်မေကိုထပြီးတော့ချော့ပါအောင်တော့လားအိတ်လာကြီးလားခမထားလေးနဲ့လူကလေးမေအဖေလူစိမ်းငါကြီးအိတ်တာမဟုတ်ဘူးတာရဲ့ပထသောအိတ်ရှင်နဲ့အိတ်တာကွယ်မြင်လာဟိုမှာတောင်ပေါ်ကြီးမေအဖေမွေဟောင်းခဲလို့အကွက်တင်ညုံမဲ့ပြီးတော့မေဝဲဝဲပြီးလူလေးစမေဖေတမရှိတော့ဘူးအဲ့ဒါလိုလဲပြောလိုက်ပါလေရောကလေးကအလောင်းမော်ပြစ်လဲဖေကျတော့ဖိုးဝါတို့ရှိလိုက်ပို့ပါဗျာမမေ
စီယုံမြေယုံလေးတွေဝယ်ပေးမှာဆိုအဝတ်စားလှလှလေးတွေဝတ်ရမယ်ဆိုတိုက်ကြီးကိုပြေးလွှားပြီးကစားခြင်းလို့ကျုပ်ရောက်အောင်ပို့ရမှာပေါ့တာရဲ့မရောက်ရအောင်မေပို့ရမှာပေါ့ငါသားတို့နဲ့အမေသားတို့ထိရောက်အောင်တော့သွားရမှာပေါ့ဒါပေမဲ့လို့လူစိမ်းခါကြီးတို့တော့မလိုက်နိုင်တော့ဘူးသားရဲ့ကိုရတာပြုံမောင်ကြီးအမလေးမိရတော့လို့လုပ်ပြီးတော့ဖြေရပါမတော့ဒါသာလေးမကြခဏမြေပြင်မရနာကြွရပါဘောမိရလှမဘဝင်နေခုံလာကြီးရဲ့ရေတောင်းကမောရေတောင်းကမောငိုရှာတကူပြိတ္တာကိုရတာကျုပ်ပဲလို့လုပ်ပြီးတော့ဖြေရပါမလို့မောင်ကြီးရဲ့မောင်ကြီးနေရခဲ့ပြီးတော့ဟောဒီတော်ကြီးတောင်ကြီးတဲ့တယောက်သေးလူကလေးဒီလိုငိုနေကြလို့မပြီးဘူးမိခင်ဖေကိုတစ်ခက်ကလေးတွေချိုးအုပ်သားရဲ့ကလေးကတစ်ခိုင်းလေးတွေချိုးလာတစ်ခက်ကလေးတွေအုပ်နောက်မိဗလာကမျက်နှာပွားလေးလွှမ်းလို့ပြုံမောင်ကြီးနေရခဲ့ပြီးတော့ဒီတော်ကြီးတောင်းကြီးတယောက်ထင်းနေခဲ့ပြီးတော့ဟောရွှေစုမျိုးစုတို့ရဲ့ထံပြန်ရောက်တော့မှတော့အလောင်းကျုပ်လာပြီးတော့လှလှပပတင်းကျုံမဲ့မောင်ကြီးရဲ့လို့မခွဲခြင်းမနဲ့ခွဲလို့ထရောက်မှထားအမလေးနေရခဲ့ပြီးတော့မိဗလာတို့သွားပြီးမောင်ကြီးရဲ့လို့အလောင်းကြီးမခွဲခြင်းမနဲ့ခွဲလို့ဟောသားကြီးလေးလက်ဆွဲသားငယ်လေးရင်မှာပွေပြီးတော့သာဝတ်ထီကိုမှန်းပြီးတော့လှမ်းခဲ့ရပါပြီပြိဿကုသိုလ်ကံကဆိုးကျင်တော့ချောင်းငယ်လေးတစ်ခုသွားတွေ့ချောင်းကလည်းတရားနာပြည်တော်မိုက်တရောထိုက်တရောအကုန်လုံးမျောပြီးတော့ရေစည်းကတန်မာပြီတဲ့မောစရကျုံမြန်မှာပေါ့လားလူလေးဟိုအမေလေးငါသားတို့နှစ်ယောက်ကိုဟိုဘက်တစ်ခါတည်းမပို့နိုင်ဘူးသားရဲ့ဟုတ်ကဲ့မမေဘယ်လိုလုပ်မလဲကျတော့ဟိုဘက်ဘယ်လိုလုပ်ပြီးတော့ကူကျတော့ဟိုဘက်ဘယ်လိုလုပ်ပြီးတော့ကူရုံမမေရဲ့အေးငါသားဟိုခဏနေအောင်နော်ငါသားဒီနာထိုင်ဟိုမင်းကြီးလေးအမေခဏထားပြီးရေကဆင်းကြည့်အောင်မဲ့သားရဲ့ဟိုဘက်ရေနဲ့တလားတိမ်တလားဆင်းကြည့်ရေကရင်စိုးလောက်ထိရက်ကန်နဲ့ပြန်လာလူလေးမြင်ရရေဒီအမေရင်စိုးထိရဲ့သားရဲ့ရင်စိုးထိတဲ့ရေတွေကိုအမေပဲလေးနဲ့ငါသားတို့နှစ်ယောက်တစ်ခါတည်းမပို့နိုင်ဘူးတဲ့တော့ငါသားဒီအထုပ်ကလေးယူထားနော်မင်းကြီးလေးအမေဟိုကကန်တော့ပြီးတော့ပို့မယ်သားရဲ့ဟုတ်ကဲ့မမေနဲ့ပြန်ခဲ့နော်ရှည်တွေကအော်နေတဲ့မမေကျုပ်ကြောက်တယ်ဗျာရှည်တွေကတဝဝနဲ့မမေအော်နေတဲ့မမေကျုပ်ကြောက်တယ်မြန်ပြန်ခဲ့ခဏလေးပါသားရဲ့မေ့သွားမယ်နော်ကလေးလေးပွေပြီးတော့တခါနဲ့ရင်စိုးလောက်ထိတဲ့ရေကိုလွတ်အောင်လေဘင်းသားထိအောင်ကတ်မပြီးတော့ရက်ကန်နဲ့သွားဟိုဘက်ကန်းစာရောက်တော့အဝတ်ကလေးနဲ့ထွေးပြီးကလေးလေးခြုံစားသိပ်ပြီးတော့သားကြီးလေးကိုခေါ်မလို့ပြန်အလားရေလေကောင်လေးရောက်ပါလေရောဒီပင်မောနာနေတဲ့သိန်းစွန်ကြီးတကောင်ကသားငယ်လေးသားတစ်ထင်မှတ်ပြီးတအားချီတော့ပါရောဗျာဟောသိန်းစွန်ကြီးမလေးကိုယူနေပါဘောလားတာရဲ့လူလေးအမေစီခုံချလေးရဆက်သွေးဆက်တတ်ချနိုင်လိမ့်မယ်တို့အမလေးရဆက်သွေးဆက်တတ်
ဒုက္ခဖြစ်တဲ့မိမကိုနေမတနာလို့တတ်သားရခုလို့ချီလာလားဟဲ့သိစွန်ကြီးဟာမင်းငါသားရချောက်ရတော့လားလို့လက်မြောက်ချီမြုံနဲ့လက်ခုတ်လက်ဝါတီးပြီးတော့ခြောက်လိုက်တာလေဟောကန်းစားထားခဲ့တဲ့သားကြီးလေးကသူ့လက်ရခေါ်တာမှတ်သိစွန်ချောက်တာလက်ရခေါ်တာမှတ်ပြီးတော့ဟုတ်ကဲ့မမေကျုပ်လာခဲ့မေပြားနဲ့ဩအထုပ်ကလေးကောင်းမွန်ရွက်ပြီးဆင်းရောပြို့ဟဲ့လူကလေးမဆင်းတဲ့သားရဲ့အမလေးမင်းရင်စိုးထီတယ်ရင်မင်းမလို့လုပ်ပြီးတော့မိပါမတော့သားရဲ့မင်းကိုအမေခေါ်တာမဟုတ်ဘူးသိဆုံးကို၆တာသားဟဲ့မလေးမဆင်းနဲ့မလာနဲ့လူကလေးလို့ပြောမရတော့ရေကိုရင်နဲ့ဖိပြီးတအားကူလိုက်တာဟာသာအကြည့်မြုပ်ပြီးအထုပ်သာတွေ့ရပါဗျာခွေရိုင်းလို့ပြည်တဲ့ကမနေတဲ့ဟိုဘက်ကန်းစားရောက်တော့ကိုရသားရဲ့ပြုတ်ပေါကြီးတော့သားတွေကအပါခေါ်သလားမောင်ကြီးရဲ့ဟိုလေးကြည့်တာအိုးကိုတယောက်ထဲသေးပါကိုမသွားပဲနဲ့တော့သားရီတော့ချစ်လို့ခေါ်သလားဟောဒီဒုက္ခကောင်ပါကြီးပါအပါခေါ်ပြုံပေါင်းကြီးကျုပ်လည်းမနေရခဲ့ပါရစေနဲ့မလေးကျုပ်ဒုက္ခပြပါဝလာမောင်ကြီးရဲ့မလေးအမေရဲ့ချောက်ခွေပြီးတော့သေရကြီးရဲ့အလေးနဲ့ကန်းစားမှာတရားနာပိဿငိုးနေတုံပြုံးနဲ့ဟောအဖိုးကြီးတယောက်ရောက်လာဟေးဟဲ့ခလေးမဟောခေါ်လို့မရပြုတ်လို့မရပါလားခုနေငါငိုးသန်းလို့ကြသေးကြည်စားခုတော့ငိုးသံကြရမှအသံတိတ်သွားပါလားဟဲ့ခလေးမမျက်လုံးလေးဖွင့်ကြည့်တော့ဟဲ့ခလေးမကြည်စားနေဟောကျုပ်ကိုသိသလားတော့အေးငါစဉ်းစားနေတာဟဲ့နင်ဗရာမဟုတ်လားဟုတ်ပါပြီတော့အဖေကျုံမိမလားပါဖေဟဲနင်ကြည်ရခန္ဓာကိုယ်မတောင်မပြတ်နဲ့နင်ပဲလို့ဖြစ်လာတယ်လေသမီးဖေရင်မဟုတ်ဘူးနော်သမီးရွယ်သမီးခေါ်ကြတယ်ဘိုးတော်ကဖေကျုပ်ဒုက္ခတွေဖြည်းဖြည်းမှပြောပြရစီတော့ဟိုသမီးရဲ့မိခင်ဖခင်မောင်ဘွားတို့အရင်တော့ငါတို့စက်တည်းမပြတ်သားပဲနဲ့တိုက်ကြီးပေါ်မှာပျော်လျော်ကြီးရှိကြပါရဲ့လားခလေးမနင်ဒုက္ခဖြစ်လာတာနင်ကိစ္စတွေငါအခုမိဘများအကြောင်းပြန်ပြောင်းပြီးတော့ပြောလိုက်မယ်ဆိုရင်ရေနစ်ရောင်ဝါကူသူဖြစ်တော့မှာပေါ့ဟိုဒါလားဆိုတဲ့ကောင်ကြီးရောကိုရကလာဖေးရဲ့ခိုးပဲကန်းစားတော်ကြီးရဲ့မမွေးကြိုက်လို့သိခဲ့ပြီဖေးရဲ့ဟေးဒုက္ခပါပဲလားဟဲ့ပြောပါကျုပ်သိရင်လို့ပြောပါဖေးရဲ့မိဘနှစ်ပါးနဲ့မောင်မွားရဲ့အကြောင်းကဲငါသမီးသတိထားပြီးတော့နားထောင်နော်ဟုတ်ကဲ့သတိထားပြီးတော့နားထောင်ပါမယ်ဖေးရဲ့မနေ့ညကမိုးကြီးလေကြီးသိထန်စွာရွာတယ်သမီးရဲ့အဲ့ဒီမိုးကြီးလေကြီးကြောင့်တွေ့ကြရတဲ့ဒုက္ခကျုပ်ဖြည်းဖြည်းမှပြောပါရစေတော့မိကနှစ်ပါးရဲ့အကြောင်းကိုပြောပါဖေးရဲ့လို့ဆိုတော့စနေလုံးရခန်းကငါ့ကိုကလုံးဖမ်းတယ်လို့လေးကြီးချမ်းကြီးကထားအလား
သာဝတိမြို့သို့မိုးလုံးကြီးကလည်းအဆိုင်လေလုံးကြီးနဲ့တိုက်လာရောသမီးရေလေလုံးကြီးတိုက်လာတော့သာဝတိတစ်မျိုးလုံးသိမ့်သိမ့်တုံးကိုဝါထယံကားတဲ့အိမ်ချူချာတို့မှာတော့ဖာငယ်ကိုဆင်းနဲ့နင်းထားသလိုအကုန်လုံးပြပြဝတ်ကြည်မွကုန်တဲ့သမီးရဲ့ငါသမီးတို့ဖခင်တထေကြီးများမှာတော့တိုက်ကြီးတာကြီးနဲ့ပျော်ပျော်ကြီးနေတာမို့ကြေးရာပျောက်ထလွင်ပြထမှဖြစ်မရှိပါပဲဘူးသို့တော်လဲကဘာလေးမင်းမြေမို့ကိုခွင်တယ်လို့အဖေငိုးနေတယ်ဖေးတိုက်ကြီးပေါ်နေလို့ကြေးရာပျောက်ထမရှိဘူးဆိုဖေးရဲ့ဆက်ပြီးပြောရတော့မှာပေါ့သမီးရဲ့နားထောင်သမီးရဲ့ကဘာလေးမင်းမြေမို့ခွင်တယ်လို့တိုက်ကြီးချီရင်ကဆွဲပြီးတော့လှဲသွားတာလေငါသမီးရဲ့အဖေရဲ့ငါသမီးရဲ့အမေရဲ့ငါသမီးရဲ့မောင်ဝါရဲ့သုံးယောက်တွေ့ညံ့ညံ့ချေသမီးရဲ့တိုက်ပြီးတော့သေကုန်ကြပြီဟဲ့သေကုန်ကြပြီအမလေးမေရိုမရှိတော့ဘူးသေကုန်ကြပြီလားဖေရဲ့သမီးလေးပြောရင်ဆိုရင်လစ်သွားပြီတတိလစ်သွားပြီတတိလစ်သွားတော့ဟာဖယားငါပြုံးပြီလားတို့ခမရဂုံမီနဲ့တူရဲ့ဟဲ့ကလေးမဗရာသမီးရဲ့မစီလေးလှုပ်လို့ခေါ်လိုက်မျက်လုံးလေးပွင့်လာတယ်ပြုံးဗရာပြုံးလာပြီပြိဿဟဲ့သမီးဘာသမီးလို့ကိုဒါကဟဲ့သမီးဖေသမီးရဲ့ဘာဖေတို့လူကငွေကိုက်နေဘယ်ငါငွေကိုက်မှာတော့ဟဲ့သမီးဘာလို့ရှောက်ပြောနေတာတော့ဟောအဖေသိခမ်းမှာဖေသိခမ်းမှာကျုပ်ပါလေပြောမိလို့ဖေရဲ့ကျုပ်မိဘမောင်ဘွားတိုက်ပြီလို့သေုံနဲ့မကအာလေးကိုရသာဟိုပဲကန်စားမွေးကြိုက်လို့သေခဲ့ပြီဖေရဲ့ကိုရသာနဲ့သားနှစ်ယောက်ရတယ်ဖေရဲ့ဒါကောက်ဒီကထားဖို့ကလေးနဲ့ဝယ်ပြစ်ထားခဲ့တော့ဟဲ့ကလေးမပြစ်မထားခဲ့ပါဘူးဖေရဲ့သူ့အကြောင်းနဲ့သူနေရခဲ့ကြပြီဖေရဲ့မိဘရာကုသိုလ်ကဆိုလို့ဟောဒီကန်စာကိုကူးပြီးတော့တန်ကလေးကိုခြုံစားသိသားကြီးလေးကိုပြန်အခေါ်သိစွန်ကသားငယ်ကိုသုတ်လို့လက်ရပြီးခြောက်တော့သားကြီးလေးကသူ့ခေါ်တဲ့မှတ်ပြီးတော့ရေတဲ့ဆင်းအဖေလိုက်ပြီးတော့ဆင်းတော့လေအထုပ်သားတွေ့ရတဲ့ဖေရဲ့အားရမိဘရာဒုက္ခရဲ့ကြီးစားကြီးရဲ့ဟဲ့တပီသတိထားငါသမီးတဏှာကြီးရဲ့တားတော်နဲ့ငါမပြောရင်မဘူးလို့ပြောရင်သားနဲ့သတိထားသမီးသတိထားဆိုပြီးမရပါဘူးနောက်တစ်ခါကြည့်တဲ့လှဲ့နဲ့ပြုံးလာပြန်ပြီကိုရသာဟဲ့သမီးဖေနော်ဘာဖေတို့တော့အသက်ကြီးနှုတ်ခမ်းဝေးလေးပေါက်လို့ပြုတ်ဆိုတာဆွဲနှုတ်ခလေးမနားလိုက်တာသမီးရဲ့သမီးသတိထားဖေဒီခမ်းမဖေကျုပ်နောက်တစ်ခါကြည့်တဲ့လေအဖေမသိရဒီတော့ခါရကျုပ်အိမ်မဟုတ်ပါဘူးဖေရဲ့တော့အမွေးတွေကျုပ်လက်ထဲတဆုပ်သွားစီသမီးရဲ့ကဲသမီးသတိထားနော်ဟဲ့ဒီမှာ
တာဝတိမျိုးမှာရွှေကြီးမျိုးကြီးတထေးကြီးရဲ့သမီးမို့လို့ငါသမီးတွေဘယ်သူမှပြစ်ထားမယ်မဟုတ်ဘူးငါသမီးပရိထားလို့ပြောရင်ဆိုရင်လည်းအဖိုးကြီးရင်ဝင်တွေကနေပြီးတရားနာပြီးတာဖြတ်ချို့မတ်တိုက်ရဖိုးကြီးမျက်လုံးပြူသွားမျက်လုံးပြူရောပေါ့အခုခမရတို့ဝင်နေတာဂွန်းထမိန်ဟိုတုန်းကဗျံထမိန်ဆိုတော့ထမိန်ကြီးဖြန့်ပြီးနှစ်ဆကောင်းပေါ်ဝဲလို့လေတကွန်လွှတ်တဲ့အတိုင်းဟဲဆိုကြီးဟဲဖိုးကြီးပြူသွားတယ်မျက်လုံးဟာသမီးကြည့်မကောင်းဘူးဒီလိုမလုပ်နဲ့သမီးဒီလိုမလုပ်နဲ့မရဘူးတရားနာပရိသတ်ကြီးခုံပေါက်ပြီးတော့တွတ်ချအောင်ယူလို့မောဘမလေးဝဲလို့ရေကလက်ထခုံတော့တတိကလေးရတဲ့ခါတိုင်းသားလျောက်လည်းသိခဲ့ပြီလင်းလည်းသိခဲ့ပြီဖေဖေမောင်ဝါလည်းသိခဲ့ပြီကျုပ်တနေတဲ့6လုံးပြည့်လေရတဲ့မိမကြီးမို့လင်းလည်းမရှိအဖေလည်းအမေမရှိလို့ကျုပ်ကိုတနာကကြည်စံဝိဇ္ဇာပါတော့ပြေးကြပါတော့လို့ဒီလိုငိုရင်ရိုးရင်လည်းကျွတ်ချိန်တန်လို့ထင်းတရားနာပြိဿဟောမြတ်စွာဘုရားတရားဝဲကြီးနာရောက်သွားပြီယုတရားဝဲကြီးနာရောက်တော့ဗဒါတတိလေးလည်းရလာအော်ပရာနေကျုပ်ခွင့်ကြုံမီနဲ့တူရဲ့သုံးလောကထိုထားတပ်ပြညမြတ်စွာဘုရားတရားဝဲကြီးနဲ့တူရဲ့ငါတရားနာမှာပဲနဲ့ပြိဿအစွန်ရောက်သွားပြိဿဆွန်ရောက်သွားတော့ပြိဿကဟဲ့အယူမတော့မလာနဲ့ငေါက်ထုတ်တော့မဟုတ်ပါဘူးတော့ကျုပ်ငေါက်ကြပါနဲ့ကျုပ်မရိုက်ကြပါနဲ့မမှန်ကြပါနဲ့ကျုပ်ဟိုတရားနာခြင်းလို့တော့အေးထိုင်တရားနာဒီကထိုင်နာမဟုတ်ကျုပ်ဘုရားဖူးခြင်းလို့တော့အေးဘုရားဖူးခြင်းကထိုင်ငါထိုင်ဖူးမဟုတ်တော့ကျုပ်ဘုရားနာသွားဖူးခြင်းလို့ဒီအရေးတော့ရမလားလို့ဘာမှမပါပဲဒုက္ခပါတော့ဟဲ့ကောင်ဆွဲထုတ်စားသူငေါက်ထုတ်တော့မြတ်စွာဘုရားတပည့်တော်မှာဘုရားကိုယ်တော်လက်ကြီးရှိအပလို့ကပ်ပြီးမှဖူးရဘူးတရားမနာရဘူးတဲ့ဗျာတပည့်တော်မောင်လည်းမရှိအဖေလည်းမရှိအမေလည်းမရှိလင်းလည်းမရှိလို့တပည့်တော်ကိုနှိပ်စက်ကုန်ကြပြီဗျာတပည့်တော်အာကိုအားထားရမြတ်စွာဘုရားတဆူသာရှိပါတော့သည်ဗျာလို့ရှောက်လိုက်တော့ဟဲ့ခြေသားရှိသမီးတို့မနှင်းညာနဲ့အသားလေးဝင်မစေလာပါစေဟဲ့လို့ဟောဘုရားကိုယ်တော်မြတ်ခွင့်ပြုခိုင်းလိုက်တော့မှလမ်းကလေးပွင့်သွားအဲ့ထဲစွတ်တိုးဝင်ဖိုးကြီးဝင်တိုက်ဟာခေါင်းမလေးဘယ်နဲ့ငါခွာတိုက်ဖိုးကြီးကိုကားရနဲ့တချို့ဖွားကြီးသူတိုက်လှည့်ပြခဲ့တာဟာတော့အမလေးကဲရင်တော့မလေးငါသွန်းလူကြတော့မဟုတ်လေအဖွားကြီးတွေလည်းလဲနေရဲ့ဒီလိုနဲ့တိုးခွေပြီးဝင်သွားလိုက်တာပြိဿဟောဖះပန်ရောက်ဒူးလေးတုတ်မြတ်စွာဘုရားတပည့်တော်မှာဒုက္ခကြီးကြတော်မူပါဗျာတပည့်တော်6လုံးပြည့်လျရတဲ့မိမပါဘုရားလို့ဘုရားလျှောက်တော့ဟဲ့ခြေသမီးသတိထားလို့အနမတက်ကသံဃာကစလို့ဒီကဲ့သို့အဖေသေးလို့အမေသေးလို့လင်းသေးလို့သားသေးလို့ရွှေရင်းမျိုးတွေသေးလို့ငိုခဲ့ရတဲ့မျက်ရည်တွေစုထားရင်မဟာသမုဒ္ဒရာလေးစင်းမကတော့ဘူးဟဲ့ဒီလိုဖိုးသေးခွာသေးရိုးတွေတောင်းနေပုံလို့ဆိုတာလို့ချစ်သမီးတတိထားဒီကဲ့သို့လင်းနေသားတွေသေးလို့ဘဝတိုင်းငိုခဲ့ရတဲ့မျက်ရည်စုထားမယ်ဆိုရင်ဖြင့်ဟဲ့ချစ်သမီးမဟာသမုဒ္ဒရာလေးစင်းမြောက်မကတော့ဘူးဘယ်နဲ့ကြောင့်သတိမေ့လျော်နေပြီတနည်းလို့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကဟော
မဟာသမုဒ္ဒေသူဇလံပရိတကံတရောဟောအတုဇလံအနဘကံဒုက္ခေနဟာဘုထသနရတသောစတောကေဟိကရဏသောကဝတပမေစတိလို့အဲ့ဒီအနောက်မတက်ကဒေသနာပြလိုက်တဲ့တရားနာပိဋကဆေးချက်မိတဲ့လူနာထထိုင်နိုင်သလိုဟောတရားနာပိဋကဒိဋ္ဌိနဲ့ဝိစီကိစ္စကွာလို့ပတ္တာစာရီသောတာပန်ဖြစ်ပြီးတဲ့နောက်ယဟန်ပြုခွင့်တောင်းယဟန်ပြုခွင့်တောင်းတော့မှဘိက္ခုနီမှာကြောင်းလို့ရောက်ဘိက္ခုနီမှာဘဝနဲ့ဆွမ်းကန်ကြွရကအပြန်ကြောင်းရောက်တော့ကြောက်ဖြာပေါ်မှာကျွတ်တူခြေကလေးတင်ပြီးတော့ရေဆေးတကိုးရိသဦးရဲကရေကလေးခတ်လိုက်ဦးရဲရေမရှိတာသူသိမခတ်ခင်ကမရှိတာမဟုတ်ဘူးခတ်လို့ခွက်ထဲပါလာတဲ့ရေလေးကဦးရဲမရှိဘူးခွက်ထဲပါလာဒါညံကလေးနဲ့ကြည့်ခွက်ထဲကရေလောက်ချလိုက်တော့ခြေမမိုးပေါ်ခွက်ထဲမရှိပြန်ခြေမိုးပေါ်ကကြောက်ဖြာပေါ်စီးကြခြေမိုးပေါ်မရှိပြန်ဘူးကြောက်ဖြာပေါ်ကြပြန်တော့မြေကြီးပေါ်မြေကြီးပေါ်ရောက်တော့လေရေအကွက်ကလေးသာထင်ပြီးပျောက်သွားတာကိုညံကလေးနဲ့အိုးရဲရေခွက်ထဲမှာပြောင်းသွားပြီခွက်ထဲကရေခြေမိုးပေါ်မှာခြေမိုးပေါ်ကရေကြောက်ဖြာပေါ်မှာကြောက်ဖြာပေါ်ကရေမြေကြီးပေါ်မှာမြေကြီးပေါ်ဟောကြပြန်တော့လေတဲရွေနဲ့စိတ်ပြီးတော့ပျောက်သွားတော့အကွက်ကလေးသာထင်လိုက်ရသဖြင့်ဟေးအနိစ္စပါတကားလို့နောက်တစ်ခါထလောင်းမြန်တော့ရှေ့တဆင်တိုးပြောက်အနောက်တစ်ခါထလောင်းရှေ့တဆင်တိုးပြောက်သွားတာမြင်လိုက်တော့အနိစ္စသတ္တဝါတွေဟောဒီရေခွက်ပမာဏတရွေနဲ့ရွေလျောပြီးတော့သေခြင်းနဲ့အဆုံးသတ်လို့သံတရားမှာခြားလေပြီးတော့ဇာတိမပြတ်သမျှဒီဒုက္ခတွေအိမ်နိုင်ရပါဘူးလို့ဉာဏ်ကလေးနဲ့ရှုလို့အနိစ္စကိုသုံးသပ်နေသောခါဘုရားကိုယ်တော်မြတ်ကဟဲ့ရှင်သမီးသင်္ချာတော်မှန်နေသင်ပြောတာဟုတ်တယ်သင်လို့တာမမှားဘူးဟဲ့လို့ဩပါဒရောင်ကြီးတော်နဲ့အကူကြီးပေးပြီးတော့တရားနာပရိသတ်ရေမြတ်စွာဘုရားကခြေသမီးဒီကဲ့သို့ခန္ဓာနာယုတ်တို့ရဲ့အဖြစ်ပြက်ကိုဉာဏ်နဲ့ရှုဆင်ခြင်းသောပုဂ္ဂိုလ်သည်တရက်ပင်နေရတော့လေအသက်တရားနေရသောသူထက်မြတ်သည်ခန္ဓာနာယုတ်တို့ရဲ့ဖြစ်ပြမှုကိုမဆင်ခြင်မဲနဲ့မိလျော့ပေါ့တန်နဲ့ဖြစ်သလိုစားဖြစ်သလိုသွားပြီးတော့နေတဲ့တတ္တဝါများသည်အသက်တရားပဲနေရတော့လေတရက်နေရသောသူလောက်မမြတ်ဖူးချသမီးလို့အဲ့ဒီကဲ့သို့ဒေသနာမိန့်ကြားသဖြင့်ပတ္တစာရီထေရီမသည်အာသောကုန်ခံ၍ပါလာသမျှကံကျွင်းနေအရဟတမနဲ့တတ်လို့အာသောကုန်ခံ၍ယဟန္တာမရှိအစီဖြည့်ကြည်ဖြစ်ရရှာလေတော်သည်ယဟန္တာမရှိဖြစ်ပြီးတဲ့နောက်ဟောကျွတ်တို့ဘုံမို့ထိုးတာမြတ်စွာဘုရားလက်ထက်တော်ခါကဝိနိအယမတေတရရတဲ့ဘိက္ခုနီမတစ်ပါးကိုအားကြပြီးတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်မသည်နောင်ပွတ်တတ်ဖြစ်သောဘုရားတဆူဆူရဲ့ခြေတော်ရင်းမှာဘုရားတပည့်တော်သည်ဝိနိ
အရာမှာဖြင့်တေတရရပြီးတော့နိဗ္ဗာန်ကိုဝင်ဆံရဘာလို့ဤလို့သူတောင်းခဲ့တဲ့စုအတိုင်းမြတ်စွာဘုရားကိုရောမြတ်ကြီးကချစ်သားတို့ချစ်သမီးတို့ယဟန်မိမ့်မတွေမှာဝီနီးတတ်တဲ့နေရာမှာတော့ဟောဒီပတာစာရီထေရီမသည်ငါဖယားအောင်ငါသမီးအမျက်ဆုံးမဲ့လို့အဲ့ဒီလိုယာဓုပေးခြင်းကိုခံရသဖြင့်သာဝတိမြို့သူဖြစ်သောပတာစာရီသောတာပတ္တိဖို့ရောက်၎င်းနောက်အာသဝကုံခန်းလို့ယဟန္တာဖြစ်၍ဝီနီးအရာမှာဧတရရသောပတာစာရီထေရီမာကြီးကိုအကြောင်းပြု၍ဟောသည်တကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးရလေးရကြွရောက်လာကြတဲ့တရားနာပိသကြီးချမ်းသာကြပါစေအလုံးကုန်ရလေးညကြွရောက်လာကြတဲ့တရားနာပိသကြီးချမ်းသာကြပါစေအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေကလည်းရှင်နေဖုံမုန်းစိတ်တွေပြစ်ပြသည်သောမိမိတို့အင်္ဂါဌာနသို့နိဝတ္တတုသိခံရတာပြန်ရပေတော့နိဝတ္တတုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောချစ်တရာစေကလျောင်းမိကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစီကုန်သတည်း